အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့အိမ်မှာကြာစံလေးကြော်စားဖြစ်ပါတယ်ဆိုင်ကြော်လက်ရအတိုင်းအရသာရှိဘလို့ကြော်ကြမလဲဆိုတာကိုကြည့်လိုက်ကြရအောင်ကြာစံကြော်ဖို့အတွက်အရင်ဆုံးကြာစံတွေကိုရေထဲမှာမိနစ်နှငယ်လောက်စိမ်ပေးထားပါမယ်ဒီလိုစိမ်ထားတာကကြော်တဲ့အခါကြာစံလေးတွေနူးပြီးတော့ဆိုင်ကြော်လိုဖြစ်စေပါတယ်ကြာစံလေးတွေရေစိမ်ထားချိန်မှာအသီးရွက်လေးတွေကိုလှီးထားလိုက်ရအောင်အရင်ဆုံးမုံလာဥနီလေးတွေကိုအချောင်းလေးတွေလှီးပါမယ်ဒီလိုလှီးတာကကြော်ပြီးချိန်မှာအရသာလည်းဝင်ကြည့်လို့လည်းလှစေပါတယ်ကော်ဖီတွေကိုတော့နည်းနည်းကြီးကြီးလှီးထားပါမယ်ကော်ဖီတွေကကြော်ရင်အနှဲငယ်ကျုံသွားတတ်တာမို့ခက်ကြီးကြီးလှီးတာကပိုကောင်းပါတယ်ရွှေပဲသီးလေးတွေကိုတော့ပစောင်းလေးတွေဖြတ်ထားပါမယ်ရွှေပဲသီးကကြာစံကြော်အတွက်မပါမဖြစ်ပါပဲအခုကတော့ကြက်သားလေးတွေကိုအတုံးလေးတွေတုံးပါမယ်ပြီးရင်တော့အရာသာမုံဖီယူစီဘဲငမြရဲ့အနောက်ထည့်ပြီးတော့နှောက်အောင်လေးကအရာသာဝင်အောင်နှက်ထားပေးပါမယ်ဒီလိုနေပြီးတော့နှက်ထားမှာကြက်သားလေးတွေကအရာသာရှိစားရမှာပါကြက်ဥနှလုံးကိုလည်းခွက်ထဲမှာဖောက်ထည့်ပြီးတော့ခောက်ထားပေးပါမယ်ကဲကြာစံလေးတွေကရေစိမ်ပြီးသွားပြီဆိုတော့ရေစစ်ပြီးတော့ကြက်သားမုံဘဲငမြရဲ့အနောက်ဘဲငမြရဲ့အကျဲဖီယူစီတို့ထည့်ပြီးတော့အရသာနှဲပါမယ်ဒီနေရာမှာနှံ့သွားအောင်တခြားလေးနှဲပေးရပါမယ်ဒီအဆင့်ကကြာစံကြော်ရဲ့အရသာအတွက်ရည်ကြီးပါတယ်အခုဆိုရင်တော့ကြာစံကြော်ဖို့လိုအပ်တာလေးတွေအကုန်ပြင်ဆင်ပြီးပြီမို့ကြာစံစကြော်ပါမယ်အိုးထဲကိုစီထည့်ပါမယ်စီပူလာရင်ကြက်သွန်ဖြူတွေထည့်ပါမယ်ကြက်သွန်ဖြူမှန်လေးတင်းလာပြီဆိုရင်တော့အရသာနေထားတဲ့ကြက်သားတွေထည့်ကြပါမယ်ကြက်သားလေးတွေကြက်ပြီဆိုရင်အိုးနှခမ်းသားမှာတင်ပြီးတော့ခုနကခောက်ထားတဲ့ကြက်ဥတွေထည့်ကြပါမယ်ပြီးရင်တော့လှီးထားတဲ့အသီးရွက်တွေထည့်ကြပါမယ်အရာသာအတွက်ဖျူးစီနဲ့ကြက်သားမုတ်ထည့်ပါမယ်အခုဆိုရင်နေထားတဲ့ကြာစံတွေထည့်ပါမယ်ကြားနဲ့ငယ်ထည့်ပြီးတော့တရုတ်မဆလာထည့်ပါမယ်ကြာစံလေးနူးရီလာအောင်ရေနဲ့ငယ်ထည့်ပြီးတော့ကြော်ပေးပါမယ်ရတာလေးမြည်ကြည့်ပြီးတော့ okay ပြီဆိုရင်တော့မီးပိတ်လိုက်လို့ရပါပြီကဲခုဆိုရင်တော့စိုင်ကြော်လက်ရအတိုင်းစားကောင်းပြီးတော့ရတာရှိတဲ့ကြာစံကြော်လေးရှာပါပြီ